ကိုနားဆင်နေကြတဲ့တော်တာရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလုပ်ကိုင်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတော်တာရှင်များအားလုံးအတွက်စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေပေးထားတဲ့တုတ္တပရိသစိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်။ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့ဝင်ငွေ2မျိုးတိုးစေဖို့နေကြနဲ့ပြတွဲဖက်စိုက်ပျိုးမွေးမြူစုဆိုတဲ့ခေါင်းစဉ်နဲ့နေကြနဲ့ပြတွဲဖက်စိုက်ပျိုးမွေးမြူရင်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေစိုက်ပျိုးနည်းစနစ်တွေနဲ့မွေးမြူနည်းစနစ်တွေစီးပွားရေးဖြစ်ထွန်းနိုင်မှုအခြေအနေတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။တော်ရရှင်များရှင်ပြည်တွင်းစားသုံးစီဖူလုံရေးအတွက်စီထုတ်လုပ်ရာမှာစီထွက်သီးနှံတွေအနက်နေကြသီးနှံဟာအရေးပါတဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်။နေကြသီးနှံအစီအစံအောင်မြင်ရေးနဲ့စီထွက်မှုရာခိုင်နှုန်းမြင့်မားရေးအတွက်နေကြပန်းတွေအောင်မြင်စွာဝိမုံကူးခြင်းဟာအလွန်အရေးကြီးပါတယ်။နေကြသီးနှံဟာပင်တီးဝိမုံကူးမှုနှဲပါပြီးပင်ကြားဝိမုံကူးမှုများတဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်နေကြသီးနှံမှာပင်ကြားဝိမုံကူးမှုအောင်မြင်မှုအတွက်ပြားတွေရဲ့အခန်းကဏ္ဍဟာအလွန်အရေးကြီးပါတယ်။မှန်ပါတယ်။နေကြပန်းတွေဝိမုံကူးဖို့ပြားတွေရဲ့အထောက်ပံ့အကူအညီလိုအပ်တဲ့အတွက်ကြောင့်နေကြစိုက်တောင်သူတွေဟာနေကြခင်းတွေအနီးမှာပြားတွေကိုမွေးမြူထားကြရပါတယ်။ပြားတွေကိုနေကြပန်းတွေဝိမုံကူးဖို့အတွက်အဓိကရည်ရွယ်ပြီးမွေးမြူကြပေမဲ့ပြားတွေကလည်းပြားရည်တွေကိုထုတ်လုပ်ပေးလျက်ရှိပါတယ်။ဒါကြောင့်နေကြစိုက်ပျိုးရေးနဲ့ပြားမွေးမြူရေးကိုတွဲဖက်ပြီးစီးပွားဖြစ်စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်မယ်ဆိုရင်တော့တောင်သူဦးကြီးတွေအတွက်ဝင်ငွေ2မျိုးတိုးပြီးအကျိုးစီးပွား2ခုဖြစ်နိုင်ပါတယ်။ဟုတ်ပါတယ်ရှင်။နေကြပန်းတွေဝိမုံကူးခြင်းအောင်မြင်ရေးအတွက်ပြားတွေရဲ့အထောက်အပံ့အကူအညီလိုအပ်တယ်လို့နေကြပန်းတွေဟာလည်းပြားများအတွက်ပြားရည်ထုတ်လုပ်ဖို့ဝိမုံတွေကိုထုတ်လုပ်ပြီးတဲ့အကောင်းဆုံးအရင်းအမြစ်များတွေကတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့ကိုင်းကျွန်းမီကျွန်းကိုင်းမီဆိုသလိုနေကြသီးနှံအောင်မြင်ဖြစ်ထွန်းရေးနဲ့ပြောင်းမွေးမြူရေးတို့ဟာတွဲဖက်စိုက်ပျိုးမွေးမြူတဲ့အထူးကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။နေကြစိုက်ပျိုးထုတ်လုပ်ရာမှာဝက်မုံကူးတာဟာအဓိကအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ဝက်မုံကူးမှုကောင်းမှသာနေကြအစိအထွက်နှုန်းကောင်းပါတယ်။ဝက်မုံကူးမှုမကောင်းခဲ့ရင်နေကြအစိအစံတွေအောင်မြင်မှုနေပြီးတော့အထွက်နှုန်းလျော့နေပါတယ်။ဒါအပြင်နေကြမျိုးအများစုဟာပင်တီးဝင်းမုံကူးခြင်းဖြင့်တတိအောင်မြင်မှုအားနေပါတယ်။နေကြမျိုးကိုလိုက်ပြီးတော့ပင်တီးဝင်းမုံကူးပြီးတတိအောင်မြင်မှုအဆင့်ဟာကွာခြားကြပါတယ်။ပင်တီးဝင်းမုံကူးခြင်းကနေအစိတည်မှုဟာ10%ကနေ20%လောက်သာရှိပြီးတော့ပင်ကြားဝင်းမုံကူးခြင်းမှာအစိတည်မှုဟာ90%အထိရရှိနိုင်ပါတယ်။ဟုတ်ပါတယ်ရှင်။စံမျိုးနေကြတွေဟာပင်တီးဝင်းမုံကူးမှုဖြစ်နိုင်ခြေမြင့်မားပေမဲ့ပြားတွေနဲ့ပင်ကြားဝင်းမုံကူးနိုင်ရင်တော့အကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ပြားတွေနဲ့ဝင်းမုံကူးတဲ့စံမျိုးတွေဟာအထွက်နှုန်း48.8%တိုးစီပြီးစီပါဝင်မှုရာခိုင်နှုန်း6.4%အထိတိုးစီနိုင်ပါတယ်။ပင်တီးဝင်းမုံကူးပြီးတတိအောင်နိုင်ပေမဲ့အစိတည်မှုနည်းခြင်းနဲ့အစိအရွယ်အစားသေးခြင်းတို့ကြောင့်စီပါဝင်မှုနဲ့မျိုးစိအညောင်ပေါင်နှုန်းတို့လည်းလျော့နေပါတယ်။မှန်ပါတယ်။နေကြပန်းရဲ့ဝင်းမုံတွေဟာစိတ်ကက်တဲ့သဘောရှိလို့လေအားနဲ့ဝင်းမုံကူးနိုင်ဖို့ခက်ခဲပါတယ်။ပင်ကြားဝင်းမုံကူးနိုင်ဖို့ပြားလိပ်ပြာပဒုံစတဲ့အင်းဆက်တွေဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ပြားမွေးမြူပြီးနေကြပန်းတွေရဲ့ဝင်းမုံကူးမှုကိုပြားတွေနဲ့ဝင်းမုံကူးပေးခြင်းအဖြစ်အောင်မြင်ဖြစ်ထွန်းတဲ့နေကြစိတ်တွေကိုရရှိပြီးသီးနှံအထွက်နှုန်းကိုတိုးတက်စေပါတယ်။နေကြစိုက်ခင်းအနီးမှာမွေးမြူရေးပြားပုံးတစ်ဧကကိုတပုံး2ပုံးထားရှိပြီးပြားတွေရဲ့အကူအညီနဲ့ပင်ကြားဝင်းမုံကူးခြင်းကိုဖြစ်စေကအထွက်နှုန်းတိုးအောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ဒါအပြင်နေကြခင်းတွေမှာပြားမွေးမြူခြင်းအဖြစ်တဘာဝပတ်ဝန်းကျင်မှာဇီဝမျိုးစုံမျိုးကွဲတွေတိုးတက်လာစေနိုင်တယ်လို့ပြားတွေဟာလည်းတခြားဝင်းမုံကူးပိုးမွှားတွေကိုဆွဲဆောင်နိုင်တဲ့အတွက်ကြောင့်နေကြပန်းတွေဝင်းမုံကူးဖို့အတွက်အထောက်အကူပြုနိုင်ပါတယ်။ဟုတ်ပါတယ်ရှင်။နေကြနဲ့ပြားတွဲဖက်စိုက်ပျိုးမွေးမြူရေးစနစ်မှာမြေပြင်ခြင်းနေကြမျိုးစိရွေးချယ်ခြင်းပြားအောင်ထားရှိခြင်းပိုးမွှားရောဂါကာကွယ်ခြင်းရေသွင်းခြင်းစတဲ့လုပ်ငန်းတွေကိုစနစ်တကျလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။မြေစီလွှာကိုတင့်တော်တဲ့အာဟာရဓာတ်တွေထည့်သွင်းပြီးခြင်းနေကြမျိုးရွေးချယ်ရာမှာရေမြေရာသီဥတုနဲ့ကိုက်ညီပြီးတော့အထွက်နှုန်းကောင်းမွန်တဲ့မျိုးကောင်းမျိုးတန်ကိုရွေးချယ်စိုက်ပျိုးခြင်းတို့ကိုလည်းအထူးအလေးထားဆောင်ရွက်ကြရပါမယ်။ဟုတ်ပါတယ်။ပြားအောင်ဒါမှမဟုတ်ပြားပုံးတွေထားရှိရမှာပြားတွေကောင်းစွာရှင်သန်စေဖို့ပြားတွေကြိုက်နှစ်သက်တဲ့ပတ်ဝန်းကျင်ကိုပြုလုပ်ဖန်တီးပေးရမှာဖြစ်ပါတယ်။နေကြခင်းအနီးမှာပြားပုံးတွေကိုမြေပြင်ကနေအမြင့်တစ်ပေဒါမှမဟုတ်တစ်ပေခွဲခန့်အမြင့်မှာထားရှိသင့်ပါတယ်။ပြားတွေဝိကြီးဆုပ်ယူရမှာအဆင်ပြေစေဖို့ပြားတွေအဝင်အထွက်ပြုလုပ်နိုင်တဲ့အပေါက်ကိုနေကြခင်းဘက်ကိုမျက်နှာမူထားပြီးပြားပုံးဟာနေကြခင်းနဲ့2ပေကနေ3ပေအကွာမှာထားပေးရမှာဖြစ်ပါတယ်။ပြားပုံးတွေကိုတပုံးနဲ့တပုံးတပေအကွာထားရမှာဖြစ်ပြီးတော့အရိပ်အောင်ဒါမှမဟုတ်အမိုးအကာတွေပြုလုပ်ပြီးထားပေးရမှာပါ။
နေကြခင်းကိုပိုးမွားယောဂကာကွယ်နှိမ်နင်းဖို့ပိုးသက်ဆေးတွေဖြန်းရမှာလေပြားတွေကိုမထိခိုက်စေဖို့ပန်းပွင့်ချိန်မှာပိုးသက်ဆေးဖြန်းခြင်းကိုရှောင်ရှားရမှာပါပိုးသက်ဆေးတွေဟာပြားတွေကိုလည်းသိစေနိုင်ပါတယ်ပိုးမွားကြရောက်လို့မဖြစ်မနေပိုးသက်ဆေးဖြန်းဖို့လိုအပ်ရင်ပြားတွေဟာမနက်ပိုင်းအချိန်သာပြန်တန်းပြီးနေကြပွင့်မှဝီရီကိုစုပ်ယူစားသုံးကြလို့ညနေပိုင်း4နာရီကနေ9နာရီနောက်ပိုင်းမှသာဆေးဖြန်းသင့်ပါတယ်ဟုတ်ပါတယ်ရှင်နေကြစိုက်ပျိုးရာမှာရေသွင်းခြင်းအနေနဲ့နေကြပန်းဘူးဝင်ချိန်နဲ့ပန်းပွင့်ချိန်အထိ၃ပတ်အတွင်းအဆိုးဓာတ်မလုံလောက်ရင်ပန်းပွင့်ကြီးထွားမှုကိုရပ်တန့်စေပြီးအထွက်နှုန်းကိုလည်းထိခိုက်စေနိုင်ပါတယ်နေကြသီးနှံမှာအဖူး85ရာခိုင်နှုန်းဝင်ချိန်နဲ့ပန်း85ရာခိုင်နှုန်းပွင့်ချိန်တို့မှာရေလိုအပ်ရင်တစ်ချိန်စီရေးပေးသွင်းရပါမယ်တချို့နိုင်ငံတွေမှာနေကြစိုက်ခင်းအတွင်းနေကြပန်းတွေဝင်းမုံကူးဖို့အထောက်အပံ့ပေးုံတက်တက်ဖြင့်ပြားပုံးများကိုထားခြင်းမျိုးမဟုတ်ဘဲနေကြနဲ့ပြားအော်တွဲဖက်စိုက်ပျိုးမွေးမြူခြင်းစနစ်ကိုကျင့်သုံးနေကြပါတယ်။စီးပွားရေးအရာဖြစ်ထွန်းနိုင်မှုတွေကတော့ပြားရည်စည်းကွက်နဲ့နေကြစည်းကွက်တို့အပေါ်မှာမူတည်ပါတယ်။ပြားရည်ဟာလူသားတို့ကျန်းမာရေးအတွက်များစွာအထောက်အကူဖြစ်စေတဲ့မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်များကျွယ်ဝစွာပါဝင်နေပါတယ်။ဒါကြောင့်စည်းကွက်အတွင်းမှာလည်းပြားရည်ဟာဝယ်လိုအားမြင့်မားနေတဲ့ကုန်စည်တစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းပြားဖျောင်းပြားနုပြားရည်နဲ့ပြားထွက်ပစ္စည်းပြားဝတ်မုံပြားကော်ပြားစိတ်စတဲ့မြမပြားထွက်ကုန်များအဖြစ်တစိမ့်ခတ်နှိပ်ပြီးပြည်ပသို့တင်ပို့နိုင်ရေးကြိုးစားလျက်ရှိရမှာပြားမွေးမြူရေးဟာလည်းစီးပွားဖြစ်လှုပ်ဆောင်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။မှန်ပါတယ်။နေကြနဲ့ပြားတွဲဖက်စိုက်ပျိုးမွေးမြူခြင်းစနစ်မှာပြားတွေကြောင့်နေကြသီးနဲ့အထွက်နှုန်းတိုးတက်စေနိုင်တယ်လို့နေကြကြောင့်လည်းပြားတွေဟာပြားရည်ကိုပုံမို့ထုတ်လုပ်နိုင်ပါတယ်။နေကြစီဟာလည်းကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးဟင်းရွက်စီတစ်မျိုးဖြစ်တယ်လို့ပြားရည်ဟာလည်းကျန်းမာရေးအတွက်အထောက်အကူပြုနိုင်ပါတယ်။ဒါကြောင့်နေကြနဲ့ပြားတွဲဖက်စိုက်ပျိုးမွေးမြူရေးဟာတောင်သူလယ်သမားတွေအတွက်နေကြသီးနှံကအကျိုးအမြတ်ရရှိစေနိုင်တယ်လို့တဘာဝပြားရည်စစ်စစ်ကိုထုတ်လုပ်ရောင်းချခြင်းအဖြစ်အပိုဝင်ငွေရရှိရုံသာမကပဲနိုင်ငံအတွက်လည်းစားသုံးစီလိုအပ်ချက်အားဖြည့်ဆည်းပေးနိုင်ပြီးစီဖူလုံမှုကိုပါအထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်ရှင်။ဒေါက်တာရှင်များရှင်နေကြနဲ့ပြားတွဲဖက်စိုက်ပျိုးမွေးမြူရေးစနစ်ဟာစိုက်ပျိုးရေးနဲ့ပြားမွေးမြူရေးကဏ္ဍတွေအတွက်အကျိုးကျေးဇူးများစွာရရှိနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းဟာနေကြသီးနှံအထွက်နှုန်းနဲ့အရေးအသွေးကိုမြင့်တင်ပေးပြီးပြားရည်ထုတ်လုပ်မှုကိုပါတိုးတက်စေနိုင်တဲ့အတွက်ကျေးလက်ဒေသတွေမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေနိုင်ပါတယ်။ဒါကြောင့်နေကြစိုက်တောင်သူဦးကြီးတွေအတွက်နေကြနဲ့ပြားတွဲဖက်စိုက်ပျိုးမွေးမြူရေးစနစ်ကိုစနစ်တကျဆောင်ရွက်နိုင်စေရန်အကြံပြုတင်ပြပေးလိုက်ရပါတယ်။တော်တာရှင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။